Natamile Amumi sanantama Yonso che pangali de Ni isa pano Tsunadu hei malala mapuya Kua chili mia ne chodima Yonji seita misa pochiye Anido luba Mubane Tokane tondui reka Yes I may atin tabo Chatin bano Di say ma batu ma mi pa ma shireka Kuriao tebe mi tu dianta Yoji ako lai po atuye Anido luba Nisu nida mi Olina ma Yes I may solo do kasura So you need it Let go again, sweater. Oh, you need a me, you need a cooler. With an array down, we see the quarter. I am in trap, babe, what you do. No, at time, oh, honey, don't see out to bow. ဒီနေ့ထိုင်တွေရှစ်ကိုရောက်ရှိချိန်မှာဂျူဂျူကတော့အရန်ကိုစိတ်လှုပ်ရှားနေပါတယ် ဒီနေ့ဂျူဂျူဒီနေ့ညီလေးရဲ့စိတ်ထဲမှာရင်ထဲမှာဘယ်လိုခံစားနေရလဲခဏချက်လေးပြောပြပါ ရထိုင်အောင်ဖြတ်နေပါ အမတို့နော်တောင်ကြီးလာတော့ငနေ့ကဒါအရန်စိတ်ဝင်စားစရာကောင်းအမတို့ဆိုပြတယ်နော်ဘာကြလေးရောဂီတာရောတွဲပြီးဆိုလဲဆိုပြဆိုအဲ့ဒါချူချူကိုအမတို့အရန် impress ဖြစ်သွားပြီတော်တော်လေးကိုလေရှေ့အစ်စ်နေပါဖို့အတွက်ကိုမှန်းထားတာပေါ့နော်တောက်လျှောက်လည်းကောင်းလာခဲ့ပါတယ် group song လေးတွေကနေစပြီးတော့ချူချူကိုအမတို့သတိထားမိတယ်ပါဝါလေးတွေကြက်ကြလာတယ်သိလား ဘာဖြစ်လို့လဲတာ ဒါနေမကောင်းတာလား ဟောလေချောင်းနာ တဲချောင်းနာ မတို့ကကြာခြုံပြီးစဉ်းစားရပါသားတယ်ဒါလည်းပင်ပန်းတယ်အားလုံးလည်းပင်ပန်းကြမတို့ဆိုလည်းပြိုင်ပွဲတွေမှာအဓိကအားနေချက်ကကျမ်းမာရေးဆောင်ပြုတ်ခဲ့ကြတာကြံခဲ့ကြရတာပဲဆိုတော့အဲ့လိုမျိုးကိုအမှားမျိုးအမကဒီကလေးတွေတယောက်မှမဖြစ်စေချင်အဲ့တော့ကြာအားမလို့အားရဖြစ်တယ်ဒါအဲ့နောက်ဆုံးဆိုလိုက်တဲ့အနည်းဆုံးမူလား အနည်းဆုံးဆိုတော့ အဲ့တချင်းလေးမှာဆိုရင်နော်ပါဝါလေးတော်တော်ကြတယ်ကူးတုံးနေမလျှောက်ဘူးအမတို့လုံးဝအားမရအောင်ဒါအရန်နှမျောတယ်တလားအဲ့လိုမျိုးမဖြစ်စေချင်ဘူးဒီထက်ကောင်းအောင်မဖြစ်စေချင်တယ်နောက်အစ်စ်နေကြလို့ရှိရင်အဲ့လိုမျိုးဖြစ်တာမျိုးကိုပဲကြားချင်တာဒါပေမဲ့ဖြစ်နိုင်လားမဖြစ်နိုင်လားဆိုတာတားရဲ့လှုပ်ပြသွားတဲ့ပုံမှာမူတည်ပြီးမှတို့ကဆုံးဖြတ်ကြတာ တားဆိုလို့ရှိရင်ဘာပဲပြောပြောဖေဖေလုပ်တဲ့သူကလည်းနော်တချင်းဆိုခဲ့တဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့အမတို့အနေနဲ့ကပို့ပြီးဖြစ်စေချင်တာပေါ့မင်းအောင် ဒါပေမဲ့လည်းကိုတို့ကတော့အဖြေကတော့ပေးရမှာပဲအဲ့တော့ sorry ပါညီလေးရညီလေးနောက်တစ်ဆင့်တော့တက်လန်းနိုင်ဖို့အင်အားမရှိခဲ့ပါဘူးအဲ့တော့ no ပါဒါပေမဲ့အကောင်းဆုံးကိုတို့ပြောတဲ့စကားတွေကိုလက်ဆောင်ဖြစ်နေအိမ်ပြန်ခီးမှယူသွားပါလို့ နော် โอเคပါတယ်ကိုညီလေးကြည့်ပါအဲ့လိုပဲနော်ကိုတို့ ရက်စုံနေနော်တာနော်ဟုတ်ပြီနော် နော်ဒါ okay thank you ဂျူဂျူကတော့ top 10ထဲမှာမပါဝင်နိုင်ခဲ့ပါဘူးဂျူဂျူကိုတငယ်ချင်းတွေကလည်းဝိုင်းဝန်းနှစ်သိမ့်အားပေးခဲ့ကြပါတယ် ရလို့ပါတယ်နောက်တစ်ခါ chance ရတာပါဟုတ်မလားကျွန်တော်လည်းလိုနေပါတယ်တကယ်ကောင်းတဲ့လူတွေရှိပါတယ်ဒါပေမဲ့ကျွန်တော်တကယ်လိုနေရပါကျွန်တော်ကလည်းကျွန်တော်သိပါတယ်ကျွန်တော်ဆက်ကြည့်တော့ပါ